အဲ့ဒီနေ့ရက်တွေမှာမာနရဲ့ဘယ်ဘက်လက်ကအနက်ရောင်ကြမ်းကြမ်းတစ်ပိုက်ဟာငါ့ကိုစီးနှင်းတိုက်ခိုက်ဖို့မြင်းကာကြိုးတို့ကိုပြင်လို့တလို့နေခဲ့ပေါ့ဘာပဲပြောပြောဆွေနဲ့ဆက်ဝဲလို့မရတဲ့နောက်ဆုံးကလူရဲ့အတွေ့အကြုံမှာတန်မုံတွေကပ်ပါနေရဲ့ငါဘာကိုမှမကြောက်ခဲ့ဘူးဟောဒီလောကတောက်လျှောက်ကျုပ်တင်မမောကတုံညာနဲ့ဆိုင်ဗလာစာအုပ်ပေါ်ကတုံညာကမြတ်တယ်တဲ့အဲ့ဒီအော်တန်ကိုငါရည်နေခဲ့တယ်မင်းကောဘာလဲလို့အနတ္တတွေကဝိုင်းပြီးတော့1 2 3 4 5ငါအကုန်စဉ်းစားတယ်6 9 8 9 3ညတခုမှမဟုတ်ဘူးငါအတွက်ခဏမရှိဘူးသွေးနဲ့ရက်တဲ့ကတိပါစားလို့နီလွာရှင်းတောက်ကြောက်ခမန်းလေးလှပတဲ့နှလုံးသားကဂီတတန်စင်နှင်းစီဝိညာဉ်မှာတင်တဲ့ကမီးလာခွင်ကြရောက်တိုင်းငါဂီတာတီးနေမယ်ကြဆုံးတော့မဲ့စစ်သူရဲ့ဟိုကငယ်ဘွားကဓာတ်နဲ့ချစ်သူကိုပြင်းရှတော့တတိယလိုက်တယ်လို့မျိုးနင်းကတတိယနေတယ်ထိတ်ထားရင်တစ်ခုသမားတွေမရှိတဲ့အတိုင်းပြည်မှာငါလည်းသမားဖြစ်ချင်တယ်နင်ပြင်မလာမလို့ရဘူးနော်တော်တော်ကြာဒဇင်တလက်ရဲ့ကျင့်ဝင်မှာတန်လျက်အတွက်ပန်းကူပေးခွင့်မပါလို့ရောင်ငယ်စနပုံးနဲ့မိုးရည်တယ်ငါတယောက်တည်းမျက်ရည်ဝဲနေရပါအောင်မယ်ငါလည်းခတ်တယ်ကြပြတပုံးနဲ့နေမွေအင်းပါယာဘယ်အရာယူမလဲလို့မေးလိုက်ဒုတိယအရာငါညင်းတယ်အဲ့လိုနဲ့ပဲမှုတ်ထားတဲ့ငါရဲ့ကန်းကိုရဲ့ဖဲချက်ကလေးတွေလောကကြီးကိုအမျှဝေကာလာများစွာကြာပြီကောလေ